လုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာဘုဟုတုတအနေနဲ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီဒန်နီတွေပြတ်တဲ့အခါမှာဆိုရင်ဘယ်လိုမျိုးနီးလန်းမမှန်နဲ့တိုင်းတာစစ်ဆေးမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးခြင်းပါတယ်ဒန်နီတွေပြတ်တဲ့အခါမှာဆိုရင်တော့များသောအားဖြင့်2မျိုးရှိရပေါ့နော်ပထမတစ်ချက်အနေနဲ့ကဒီပါဝါမီလေးမလင်းတော့တာပေါ့နော်ပါဝါမလာတော့တာဒုတိယချက်အနေနဲ့ကတော့ကျွန်တော်တို့ပါဝါမီကတော့လင်းတယ်ဒီပါဝါမီလေးကတော့လင်းတယ်ဒါပေမဲ့အပူကွိုင်ကအလုံးမလုံးတော့ဘူးပါဝါမလာတဲ့အနေထားမှာဆိုရင်ကျွန်တော်တို့ဒီဒန်နီကိုဖြုတ်စရာမလိုသေးပါဘူးပထမအဆင့်အနေနဲ့ဒီ AC အဝင်ကျိုးပေါ့နော်ဒီ AC အဝင်ကျိုးပလက်ကျိုးကိုကျွန်တော်တို့တိုင်းတာစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်ပထမဆုံးအဆင့်အနေနဲ့ဒီကျိုးလေးကိုအရင်ဆုံးကောင်းမကောင်းစစ်ဆေးကြည့်မယ်ပလက်ကျိုးကိုအရင်ဆုံးကောင်းမကောင်းစစ်ဆေးမယ်ဒီဘက်ကျိုးကောင်းတယ်ဒီဘက်တက်လည်းကောင်းတယ်ဒါဆိုရင်ကျွန်တော်တို့ပလက်ကျိုးကောင်းတယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ဆင့်အနေနဲ့ကဒီဒန်နီကိုဖြုတ်မယ်ဒန်နီကိုဖြုတ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီပလက်ကိုထိုးပြီးတော့ကြာဒီအရင်ကိုမိမမိတခါပြန်တိုင်းမယ်โอเคအဲ့တော့ဒီတစ်ဖက်ကိုအရင်တိုင်းလိုက်မယ်ဒီမှာထိုင်ရလည်းမိရနော်နောက်တစ်ဆင့်အနေနဲ့ဆက်သွားမယ်တို့ဒီပလန်းလေးတွေကိုစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်စစ်ဆေးတဲ့အခါမှာဆိုရင်လည်းကျွန်တော်တို့ပလန်းရဲ့သဘောတရားကိုနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်လည်းတူတူပလန်းလေးကိုလိုက်ကြည့်ရအောင်ဒီမှာအားလုံးပဲကြည့်ရအရှင်းသွားလို့အကုန်လုံးဖြုတ်လိုက်တယ်ဒီမှာဆိုရင် AC ရဲ့တစ်ဖက်မှာကျွန်တော်တို့ ကွန်ရဲ့တစားနဲ့ဒါလိုက်ချိတ်ဆက်ထားတယ်ဒီကောင်မီဒီကျိုးကလည်းကျွန်တော်တို့ကွန်ရဲ့ဒီဘက် AC ဒီ AC တငုတ်ကိုကျွန်တော်တို့ကွန်ရဲ့ဒီဘက်နဲ့ချိတ်ဆက်ထားမယ်ပြီးကြတော့မီဒီကျိုးကိုလည်းဒါလိုက်ချိတ်ဆက်ထားမယ်ဒီကောင်လေးကမီဒီနော်ဒီကောင်လေးကိုလည်းဒါလိုက်ချိတ်ဆက်ထားမယ်ဒီမှာ AC တစားကကျွန်တော်တို့ဘယ်ကိုသွားလဲဆိုရင်ခလုတ်ကိုသွားရင်နော်ဒီမှာခလုတ်ကိုသွားရင်နော် AC တစားကဒီဘက်ကောင်လေးခလုတ်ကိုသွားမယ်ဒီဘက်ကွန်ရဲ့တစ်ဖက်ကတငုံနဲ့မီဒီယာကျန်တဲ့တစားနဲ့ကိုကျွန်တော်တို့ပေါင်းပြီးတော့ခလုတ်ရဲ့ဒီဘက်မှာရှိနေမယ်ဒီကောင်ကြီးကတော့ ground ကြီးနော်ဒီကောင်ကြီးကတော့ ground ဒီဘေးနှစ်ဖက်ကတူတူပဲနော်ဒီဘေးနှစ်ဖက်ကတူပဲဒါပေမဲ့ဒီဘေးနှစ်ဖက်နဲ့ဒီအလဲကောင်နှစ်ခုနဲ့တော့ပေါင်းလို့မရအောင်နော်ဒီကောင်ကခလုတ်နဲ့သူက control နဲ့တွဲထားဒီမှာဆိုရင်ဒီမှာအပြားလေးဟနေရနော်ဒီအပြားလေးဟနေရလေကျွန်တော်တို့ခလုတ်ဖွင့်လိုက်ပြီဆိုတာနဲ့ဒီကောင်လေးကကတ်သွားပြီးတော့ကျွန်တော်တို့မီဒီလေးလင်းမယ်ကွိုင်ကိုလည်းပိုးရောက်ပြီးတော့ကွိုင်ကောင်းသေးရဆိုရင်လှုပ်လို့မှာပေါ့တကယ်လို့မီဒီလင်းပြီးတော့ဒဲကမပူဘူးဆိုရင်တော့ဒါသိကြပါကွိုင်ပြက်နေရပါတော့နော်မီဒီကတော့လင်းတဲ့အတိုင်းပဲကွိုင်နေမရောက်ဘူးဆိုလို့ရှိရင်ကွိုင်ကမပူဘူးဆိုရင်ဒီကွိုင်ဒီမှာလာတဲ့ဂျိုပေါ့နော်ဒီဂျိုလေးတစ်ချက်စစ်ကြည့်လိုက်နော်ဒီဂျိုလေးမကောင်းလို့ရှိရင်လည်းကျွန်တော်တို့ကွိုင်လုံးမလုပ်ဘူးပေါ့နော်ဒီဂျိုလေးမကောင်းရင်လည်းကွိုင်ကိုလုံးမလုပ်ဘူးဒီဂျိုလေးလည်းကောင်းတယ်မီဒီတီလည်းပါဝါမီလည်းလင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ကွိုင်လေးရမှာဖြစ်ပါတယ်ဒါကွိုင်ပြက်နေလို့ပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဒန်ဒီပြတ်တဲ့အခါဒီမှာဆိုရင်ဘယ်လိုမျိုးစစ်တိုင်းတာမလဲဆိုတာကိုနားလည်သဘောပေါက်သွားမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ